ကဲပါဒီနေ့တော့ကဘာကျော်ဘယ်မွန်ထရိန်းတွေယထာတစ်စင်းအကြောင်းကျွန်တော်အားနေရလေ့လာမိပါတယ်ခီးသွားလုံငန်းမှာလူတွေကနေ့စဉ်ကားတွေစီးနေရပေမဲ့ဒီမြန်တဲ့ယထာတော့စီးနေတာနေပါတယ်ဒါကြောင့်ယထာစီခီးသွားရတဲ့အတွေ့အကြုံကတသက်မမိနိုင်ကြအမှတ်တရများစွာကိုရရှိပြီးဘယ်မွန်ထရိန်းတော့တကယ်ကိုအဆက်တန်းမြင့်တဲ့ຢာရည်နဲ့ပြင်ဆင်မွမ်းမံထားတဲ့ယထာစီဖြစ်ပါတယ်ဘယ်မွန်ထရိန်းရဲ့အကြောင်းအသေးစိတ်ကိုတော့အင်တာနက်မှာလေ့လာရှာဖွေနိုင်ပါတယ်ဘယ်မွန်ထရိန်းမှာနေသောဒေါ်လာ2000နဲ့အများဆုံးဒေါ်လာ3000ထိ package လိုက်ဝယ်ယူစီးနေနိုင်ပါတယ်နိုင်ငံပေါင်းများစွာမှာလည်းခီးစဉ်ပေါင်းများစွာကိုစီးနေနိုင်တဲ့ကဘာကျော်ဘယ်မွန်ယထာတစီဘယ်မွန်ထရိန်းယထာဟာဆိုရင်တကယ်ကိုအဆင့်နဲ့မြင့်တဲ့ယထာတစီဖြစ်ပါတယ် hygiene standard အလိုမြင့်မှာဝန်ဆောင်မှုတွေကလည်းကောင်းပါတယ် hygiene standard ဆိုတာတော့ကွန်ရဇာန်ဒီအာကာသရဲသွားတဲ့ဒုံးမြန်အဒီပါတတ်မှတ်တဲ့တန့်ရှင်းမှုအဆင့်တန်းဖြစ်ပါတယ်အစားအသောက်ပေါ်ရွေးမှုကြမ်းပြင်ရနေခေါမှုထိအလုံးကိုတန့်ရှင်းတက်ရဖို့လိုအပ်ပါတယ်ဒါကြောင့်မို့ဘယ်မွန်ထရိန်းကကဘာကျော်ယထာတစီဖြစ်ပြီးနိုင်ငံဒေါ်လာရှာဖွေတဲ့နေရာမှာတကယ်ကိုအရေးပါတဲ့ယထာခရီးစဉ်တစ်ခုဖြစ်ပါတယ်ဘယ်မွန်ထရိန်းရဲ့အကြောင်းအသေးစိတ်ကိုသိချင်တဲ့ဆန္ဒသက်ဆိုင်ရာ website နဲ့ internet တွေမှာလည်းကြည့်ရှုနိုင်ပါတယ်လူသိနေသေးတဲ့ယထာခရီးစဉ်တွေတဲ့တစ်ခုဖြစ်ပါတယ်ဘာလို့ဆိုတော့ဒီယထာခရီးစဉ်တွေကဈေးကြီးတဲ့ထဲမှာပါပါတယ်တကယ်ကို architecture တွေ food service တွေ staff service တွေနဲ့ကြမ်းကင်းအသွင်ပြရဆိုဒီယထာကိုစီးပြီးလို့ရှင်တစ်သက်မပြေးတိုင်စရာအတွေ့အကြုံတွေအမှတ်တရများစွာကိုရရှိစေနိုင်ပါတယ်ဘယ်မွန်ထရိန်းမြေတခြားကဘာကျော်ယထာခရီးယထာတွေလည်းများစွာရှိပါတယ်ဒီဘယ်မွန်ရဲ့နောက်ခံတမိုင်းကြောင်းတွေဝင်ငွေတွေကတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလို့ကဘာကျော်မဂ္ဂဇင်းကြီးတွေသတင်းဌာနတွေကလည်းဂုဏ်ယူဝင့်ကြွားစွာဖော်ပြကြတဲ့အထီးကိုဒီဘယ်မွန်ရဲ့ခီးစဉ်နဲ့နာမည်ကြီးပါ